သွားတဲ့ပုံကလုံးဝ Pepe hater lady Pepe မျိုးအုပ်စုလိုက်ပြီးတဲ့နားထောင်ကြီးရက်တဲ့ကိုကို test ကပြောနေတာစီရနဲ့အိမ်မက်တွေစိတ်စီထားတာများလို့တစ်သက်လုံးစာပြေမော်ချီရအတိုင်းမှာလက်ထမင်းမျက်လုံးမှာချိတ် rapper လို့ဖော်နေမဲ့စာလုံးပါခတ်ဆုံးခါလေး Jay-Z လို့ဖြစ်ချင်လို့ပါဆိုပြီးနှစ်ဖူးမှာ73ပါရေးမန်နီထထောင်လာကြီးလာဆိုပြီးရှိုးတော့ချက်တုံးထား respect ပြီးလင်းစင်ကြောက်ချက်ထားကောင်ဖိန်းကိုကတ်သုံးတာတွေ့ international တီဒိုးမှာမကိုင်းထားလိုက်မလုံးလာပြီတကယ်တော့ပြင်မနာမြင့်ချင်ဝင်နေတာနေပြီးတော့ချက်ကုန်းမှာတွေ့ထုတ်ကောင်နေနားမလဲပါမလဲကာလာတွေခွဲခံယူချက်ရှိတဲ့နောက်အချိန်တွေကြာလာလေလွဲအဲ့ဒီလိုတိုင်းဝိုင်းထဲမှာတူပမဟုတ်တဲ့ရှောက်ကားကြီးပဲပြီးချင်လို့ထပ်ပြီးမေးရင်ဖြေအဲ့ဒါကဘာထားနေလဲဘာလို့လဲခတ်လို့လားထွင်းရှာစားတာဆိုတကယ်ရောငတ်လို့လားငါတို့တချင်းနေကြတိုင်းမင်းနဲ့နေရထိုင်ရခတ်လို့လား underground ကိုထင်မသိနဲ့ဘယ် rapper ကိုမှ short ထွက်လို့မရတာမသိပဲ media ပေါ်ရှောင်ပြောနေငါတို့ကရှက်လို့ငါတို့ရှက်တယ်လုံးဝ Pepe hater lady Pepe မျိုးအုပ်စုလိုက်ပြီးတဲ့နားထောင်ကြီးရက်တဲ့ကိုကို test ကပြောနေတာစီရနဲ့ဒီပတ်တီးတဲ့ဘီတွေကြောက်ပြီး feel နဲ့အောက်စားလွတ်နေပြီးဆိုနဲဖုံးရပြီးကြဟဲ့ခုနာကမိုးချင်းသွားရင်ခဏနေမီးပြတ်မယ် What the fuck face ID ဖွင့်နေတော့ဝင်အောင်နဲ့ကောင်ပြီးပတ်နဲ့ဟိုအရင်ခေတ်ကလာကချင်းအောင်ချိုးကစင်စားမရရင်ကာလာနဲ့ဒုခုကဆုံးပြီးဒိုးမဲ့ရှင်းကိုရှင်းလာပြ Sparta ကျုံးထုတ် online ချင်းလိုက်ဝင်လာချလက်ကလေးတွေအိတ်လိုက်ကျဲ rapper ဖင်ပြီးချီဆွင်းနဲ့ stripper ကမုန်းနေတဲ့ကောင်တွေတော့တီးတန်ပေးနေတာစိတ်ခံရရင်မမျိုးတိတ်လေးမင်းတို့လေးတွေချိတ်ခံစားစိတ်ခံလားဘုံမဟုတ်သာသားတို့ရဲ့အနေခံလားပြုံးကြီးငုံကြီးနေမိတဲ့ဦးရဲ့ hottie ဒိန်းနံကလေးစံကြားလာနားကိုအုံနဲ့ထူချ hip hop ကကူးဆက် virus လိုမျိုးပြန်တယ်လို့ကူတော့မျိုးလုံးတော့ခါယူတော့မယ်ပြီးရင်ဆုံးရှုံးတာခုမှ country လို့ rap ဆိုခင်ငါ microphone ရင်3ခါလောက်ဦးချတယ်သွားတဲ့ပုံကလုံးဝ Pepe hater lady Pepe မျိုးအုပ်စုလိုက်ပြီးတဲ့နားထောင်ကြီးရက်တဲ့ကိုကို test ကပြောနေတာစီရနဲ့ပတ်စံချောင်းမိမချောင်းပိုင်ဆိုင်မှုနဲ့ကားတွေချောင်းလိန်သားပေးလုံးစော်ချင်းတဲ့တစ်ဖက်ကဘောဝတရားတွေချောင်းလူမှုစီးပွားကျန်းမာရေးနိုင်ငံရေးပြောနေလေဟုတ်ကဲ့ရက်ွက်တဲ့ကကောင်မလေးကိုလိုက်ဖို့ချင်းရထားတဲ့ချောင်းရဟုတ်ကဲ့ပါ rapper တွေတချင်းနဲ့ဖြစ်ဘသူနဲ့ဘသူရင်ဖြစ်တာလဲဆို industry ကဖြတ်မြင်ချို့ကလိမ့်စံပြင်းထားတဲ့အသားတွေကထွက်မဲ့လောက်ကိုဖက်နဲ့တက်နေလာခဲ့ rapper တွေ hip hop လောကထဲမှာရမဖြစ်ပါနဲ့သွားတဲ့ပုံကလုံးဝ Pepe hater lady Pepe မျိုးအုပ်စုလိုက်ပြီးတဲ့နားထောင်ကြီးရက်တဲ့ Let's get it let's go hey let's get it boss